စိန်ရွှေငွေကြောက်တံပရမများတမြတ်တနိုးသိမ်းစီးထားတဲ့နေပေါင်း20-30ကျော်ကြာတဲ့ပစ္စည်းများကိုတနိုင်ငံလုံးကမိသားစုများမြဝထင်းနဲ့လူတန်းခဲ့တာအပြင်တွေ့တော်တို့ဗရဏာပီတိဂွမ်းစီထိမြအလွန်ပင်ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်ဗျာတို့ဖြစ်ပါ၍တနိုင်ငံလုံးအလူရှင်များလူဒန်းသည့်စိန်ရွှေငွေကြောက်တံပရမများကိုတက်ရောက်ပူဇော်ပါသောအလူရှင်များကအားလုံးကိုစားလူဒန်းပေးရန်ဖြစ်ပါတယ်တို့ဖြစ်ပါ၍အလူရှင်4ဦး3ဦးလူဒန်းပေးနိုင်ပါရန်လေးစားစွာပန်ကြားပါတယ်ရွေးချယ်ပေးပါခွင့်လို့ပါဗျာပြီးတော့မှရတယ်စိတ်တူအမေသာဓုခေါ်ပါငြိမ်ချောင်းစွာအမေသာဓုခေါ်ပေးပါခဏလေးချပေးပါတဲ့တာတို့ခေါ်ပါဖေဖေမေမေဆိုတဲ့တခြင်းကိုနိုင်ငံကျော်ဇွဲထဲမိသားစုရဲ့ကျောင်းတကာကြီးဦးစံဝင်းနဲ့ကျောင်းအမကြီးဒေါ်ဝင်းမာတို့ကနေပြီးတော့ဂီတကျယ်တော်စိတ်တူဘုံကိုဆရာစိတ်တူဘုံရဲ့ကျွန်တော်ပီတိတွေဖြစ်လို့ပါတာတို့ခေါ်ပါဖေဖေမေမေတော့တခြင်းဆိုပေးပါဆိုတော့ဆရာစိတ်များကိုရေးပေးပါတယ်ဂီတကျယ်တော်စိတ်တူဘုံနဲ့စိတ်တူဘုံရဲ့ဒီကိုမောင်နှမများကတည်ဆိုထားပါတယ်တာဓုခေါ်ပါဖေဖေမေမေချိန်ခါမလေးဇွဲထက်ရွှေဆိုင်မိသားစုနဲ့အတူသားတို့သမီးတို့လေးကုသိုလ်ပါဝင်နေအိုဖေဖေအိုမေမေသားတို့အနုမောဟောဆိုကြပါလေချိန်ခါမလေးဇွဲထက်ရွှေဆိုင်မိသားစုနဲ့အတူသားတို့သမီးတို့လေးကုသိုလ်ပါဝင်